ကိုအောင်ကိုရအမြန်ဆုံးပြည့်မြောက်သွားခဲ့တဲ့ကစားသမားလီယိုနယ်မက်ဆီအာဂျင်တီးနားနဲ့အင်တာမိုင်ယာမီကစားသမားလီယိုနယ်မက်ဆီကတော့ဒီနေ့မနက်9:00 နာရီခွဲအချိန်မှာကစားခဲ့တဲ့ Nashville SC နဲ့ကွန်ကာကတ်ချန်ပီယံဖလားပွဲစဉ်မှာတော့ကစားသမားဘဝဂိုး900မြောက်သွင်းဂိုးကိုသွင်းယူခဲ့ပြီးတော့ဘောလုံးသမိုင်းတစ်လျှောက်ဂိုးပေါင်း900ပြည့်မြောက်ခဲ့တဲ့အမြန်ဆုံးကစားသမားဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်လီယိုနယ်မက်ဆီရှေ့မှာဂိုး900အရင်ပြည့်မြောက်ခဲ့တဲ့ပေါ်တူဂီကစားသမားခရစ္စတီယာနိုရိုနယ်ဒိုဟာဆိုရင်ဂိုး900ပြည့်မြောက်ဖို့အတွက်ပွဲပေါင်း1238ပွဲဆော့ကစားခဲ့ရပြီးတော့လီယိုနယ်မက်ဆီအနေနဲ့ဂိုး900ကိုပွဲပေါင်း1142ပွဲနဲ့ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လီယိုနယ်မက်ဆီအနေနဲ့ခရစ္စတီယာနိုရိုနယ်ဒိုထက်66ပွဲအလိုမှာဒီလိုမှတ်တမ်းကောင်းတစ်ခုကိုရေးထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်လီယိုနယ်မက်ဆီအနေနဲ့နိုင်ငံအသင်းအာဂျင်တီးနားအတွက်115ဂိုးစပိန်ကလပ်ဘာစီလိုနာအသင်းအတွက်682ဂိုးပြင်သစ်လီဂူကလပ် PSG အသင်းအတွက်32ဂိုးနဲ့အခုလက်ရှိကစားနေတဲ့အမေရိကန်လိအင်တာမိုင်ယာမီအသင်းအတွက်80ဂိုးအသီးသီးသွင်းယူထားပေးခဲ့တာဖြစ်ပါတယ်အခုလိုတမိုင်းမှတ်တိုင်တွေကိုစိုက်ထူနေတဲ့ကျွန်တော်တို့ရဲ့အကုတ်ကြီးလီယိုနယ်မက်ဆီရဲ့နေဝင်ချိန်နေရာဆိုရင်လေပူလောင်ခြင်းတွေကင်းဝေးပြီးအရန်ကိုလှပလွန်းနေခဲ့ပြီဖြစ်ပါတယ်